ဒီဘာချက်မှပေးစရာမလိုပဲနဲ့ဂျပန်မှာဘွဲတစ်ခုအရယူချင်ပါသလားဒါတွေမကသေးဘူးအဆောင်က6လစာနဲ့အသုံးစရိတ်တွေကိုပါထောက်ပံ့ပေးဦးမယ်ဆိုရင်ရော皆さんတို့ဘယ်လိုလဲစိတ်ဝင်စားလား皆さんこんにちはAmazing Chelsea မှာယခုလက်ရှိ皆さんတို့အတွက်အရန်ကောင်းတဲ့ မိန်းကလေးတည်တဲ့ Kaiko Scholarship ခေါ်စာလေးတစ်ခုရရှိထားပါတယ်အဲ့ဒါကတော့ Language School တစ်နှစ် Kaiko College နှစ်နှစ်နဲ့3နှစ်စာကျောင်းလကားကိုလုံးဝပြန်ဆက်စရာမလိုဘဲနဲ့ free ရရှိမဲ့အပြင်အဆောင်က6လစာ free နဲ့ရန်10တောင်းထောက်ပံ့ကြေးပါရရှိမှာပဲဖြစ်ပါတယ်တရားရမယ့် intake ကတော့2029 April intake အတွက်ဖြစ်ပြီး皆さんတို့အတွက်ကုန်ကျစရိတ်အနေနဲ့ဆိုရင် agency ကနဲ့လေယာဉ်ကသာကုန်ကျမှာပဲဖြစ်ပါတယ်ဒါအပြင် Hiroshima မြို့မှာတက်ရောက်ရမှာဆိုတော့အခြားမြို့ကြီးတွေထက်အဆအအရာကုန်ကျစရိတ်တက်တာမယ်အချိန်မှအလုပ်လုပ်ခွင့်ရမယ်ဒီလိုခွင့်ရတွေကိုအထက်တန်းအောင်ပြီး N4 အောင်ထားရုံနဲ့ရရှိမှာပဲဖြစ်တယ်နော်အင်တာဗျူးအမြန်ဆုံးရှိတဲ့အပြင်ဒီလ22ရက်နေ့မှာပဲဖောင်ပိတ်တော့မှာဖြစ်တဲ့အတွက်ကြောင့်ဂျပန်နိုင်ငံမှာတရားရဂိုင်တော့အခမဲ့ပညာသင်ကြားခွင့်အရယူနိုင်ဖို့ဆိုရင်ဖုန်းနံပါတ်3996342828 3999912223ကိုဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့ဖော်ပြပါ Google ဖောင်မှာတက်စင်လဲအမြန်ဆုံးလာရောက်လျှောက်ထားရတော့နော်